အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ PPB မှာရော PVE မှာပါ Mystic Skill ကိုမတွဲသုံးလို့ကောမဲ့ကျင့်စဉ်လေးတစ်ခုကိုတူတူတွားယူကြရအောင်တော်တော်များများကယူပြီးကြမှာပါမြူရထတဲ့လူတွေအတွက်ရည်ရွယ်ပါတယ်ကဲစလိုက်ကြရအောင်ဒီနေ့ယူပြမှာကတော့ free move လို့ခေါ်တဲ့ label where ကန့်ဆွဲတိုင်းခွက်ပဲဖြစ်ပါတယ်သူ့ကိုယူချင်ရင်တော့10 in boss ကိုချတဲ့အချိန်အစစ်နှစ်မှာတင်မရပါမယ်ကဲတူတူလောက်ကြရအောင်အစင်းတက်ကိုမိမြန်ချလိုက်မယ်အစစ်နှစ်ရုပ်တံနဲ့သွေးတန်းပေးမှာမျက်လုံးပွင့်လေးပေါ်လာရင်သူ့ရဲ့ကန်ချက်တွေကိုရှောင်ရင်းတင်လို့ရပါပြီ။ကဲကြည့်လိုက်ကြရအောင်။弱者行善。以云为翼，发布了。အဆင့်3ကိုတော့အမြန်ပဲချလိုက်ပါ以鹿为心。以云为翼，称不幸。弱者行善。一当不得有。以云为翼。医者当救寒灵。以鹿为心，手法行空，当作涅槃。တစ်ခေါက်နဲ့ရိုင်ခိုင်နှုံးမပြည့်ဘူးဆိုရင်သွားပြန်ချရပါမယ်ဒီတစ်ခေါက် update အပြီးမှာ skill ကွက်တွေပြန်ပြောက်ကုန်ကြတာသတိထားမိမှာပါသူကလီအောက်တွေကြိုက်သလိုခွဲထားလို့ရအောင်လုပ်ပေးလိုက်တာပါမင်းကတော့ PVE အတွက်အသက်တစ်ခုပြန်လုပ်လိုက်အောင်မယ်ပြီးတာနဲ့အဆင့်1ကိုအမြန်ချလိုက်မယ်称不幸。以云为翼。အဆင့်2ရောက်တာနဲ့ခြေကန်ချက်တွေကိုရှောင်ရင်ထက်တယ်မယ်ကဲပြီးသွားပါပြီ以鹿为心。弱者行善。အဆင့်3ကိုတော့အမြန်ချလိုက်ပါမယ်以云为翼。
功臣诛仙，淑珍一手甲当九盘令，一当不得有意，若擒杀，一当九盘令，一当不得有意。 ပြီးတာနဲ့လိုချင်တဲ့တိုင်းကွက်လေးရပါပြီနောက်ထပ်အနေနဲ့ vitality တရာပြည့်မှသုံးလို့ရမယ်ငကားကောင်းတိုင်းကွက်လေးရလာပါပြီကဲအဖြစ်တနည်းထွက်ပြီးစမ်းသုံးကြည့်တာပေါ့တောင်မို့အတွက်အဝိုင်းလေးနဲ့ထည့်လိုက်မယ်တချို့ကတိုင်းကွက်တွေရပြီး vitality လုံလောက်တယ်။သုံးမရဘူးဆိုတဲ့လူတွေကတိုင်းကွက်သုံးဖို့စွမ်းအင်ကုန်တာမျိုးဖြစ်တတ်ပါတယ် 真不幸！呀，操！ ။စွမ်းအင်တွေကိုချတဲ့အချိန်တွေ teleport တိုင်တာကတ်တဲ့အချိန်တွေမှာပြင်ရတာပါ။မင်းတိုင်းကွက်တွေရှောက်သုံးတော့ကန်တဲ့တိုင်းကွက်ကအယောင်မှိန်ပြီးသုံးမရဖြစ်သွားပြီ။အားကြောင့်တိုင်နာလေးသွားကတ်ပြီးဖြစ်လိုက်မယ်။ကဲဒါဆိုသုံးလို့ရသွားပါပြီ။အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့။